တထေးသားသမီးနှစ်ယောက်ကမိသားစုပိုင်ဆောက်လုပ်ရေးလုပ်ငန်းခွင်ကိုလာစစ်ဆေးကြပါတယ်အထဲဝင်ချင်းမှာပဲကျွန်တော်အိပ်ပျော်နေတာကိုမြင်သွားပြီးချက်ချင်းကန်ကြောက်လိုက်ကြပါတယ်ဘာမှပြန်မပြောနိုင်ခင်မှာပဲတထေးသမီးကပါးကိုရိုက်ချလိုက်ပါတော့တယ်ပြီးတော့ကျွန်တော်ကိုအလုပ်ထုတ်လိုက်ပြီလို့ကြေညာလိုက်ပါတယ်သူတို့ရဲ့အာဏာကိုသုံးပြီးလုပ်ငန်းခွင်တစ်ခုလုံးမှာဘလက်လက်သွင်းမယ်လို့တောင်ချိန်ချောက်လိုက်ပါသေးတယ်ဒါပေမဲ့သူတို့မသိတာကကျွန်တော်ဟာမြို့ပြအင်ဂျင်နီယာပါရကူတယောက်ဆိုတာပါပဲသူတို့အဖေဥက္ကဋ္ဌကြီးကိုယ်တိုင်တောင်းပေါ်အထိ3ရက်3ညတူးထောက်ပြီးပင့်ပိတ်ခဲ့ရသူပါကျွန်တော်ရဲ့ဆောက်လုပ်ရေးစွမ်းရည်ကဒဏ္ဍာရီတွင်နေပါပြီကြောက်တုံးကိုကြည့်လိုက်တာနဲ့အဆောက်အုံရဲ့အားနည်းချက်ကိုတန်းသိနိုင်ပါတယ်လုပ်ငန်းခွင်တွေကအလုပ်သမားတွေအကုန်လုံးကလည်းကျွန်တော်ကိုအယံလေးစားကြပါတယ်မတော်တဆမှုဖြစ်တိုင်းကျွန်တော်ကရှေ့ဆုံးကနေဖြေရှင်းပေးခဲ့တာပါတနေ့ကမြေတူးရင်မြေအောက်ရေကျော်ပေါက်သွားတော့ကလည်းကျွန်တော်ကိုယ်တိုင်ဆင်းပြီးကုမ္ပဏီကိုအကြက်တဲကနေကယ်တင်ပေးခဲ့တာပါတနေ့လုံးပင်ပန်းထားလို့အမောဖြေရင်မိနေတော့နိုင်ငံခြားကပြန်ရောက်လာတဲ့တထေးသားသမီးတွေနဲ့တိုးပြီးအထင်လွဲခံလိုက်ရတာဖြစ်ပါတယ်ကျွန်တော်ရှင်းပြဖို့စူးစမ်းပေမဲ့တထေးသမီးကနားမထောင်ပဲထပ်ပြီးပါရိုက်ပါတယ်project manager ရောက်လာပြီးတထေးသားသမီးတွေကိုမြင်တော့ကျွန်တော်ကလူစုပြီးစုပူအောင်လုပ်နေပါတယ်ဆိုပြီးကုန်းတိုက်ပါတယ်တထေးသမီးကဒေါသထွက်ပြီးထက်မှန်အပြစ်ပေးဖို့လုပ်ပါတော့တယ်ကံကောင်းတာကအလုပ်သမားတွေရောက်လာပြီးတူရင်းပြတွေကင်ကကျွန်တော်ကိုကာကွယ်ပေးကြပါတယ်တထေးသမီးကသူဟာအိမ်ယာစီမံကိန်းပိုင်ရှင်ရဲ့သမီးပါလို့ပြောလိုက်တော့အလုပ်သမားတွေကြောက်သွားပေမဲ့ကျွန်တော်ဘာဖြစ်လို့လဲဆိုတာကိုမေးမြန်းကြပါတယ်တထေးသားကကုမ္ပဏီဖိုင်ထဲမှာကျွန်တော်နာမည်မရှိဘူးလို့ပြောပါတယ်သူတို့အဖေကလှုပ်ဝက်ခံထားတာမို့လို့စည်ရင်းမရှိတာပါဒါကိုထုတ်ပြောလိုက်ရင်အကုန်လုံးထိခိုက်ကုန်မှာမို့ကျွန်တော်ရှင်းမပြပဲနေခဲ့ပါတယ်ဖိုးမင်းကြီးကကျွန်တော်မရှိရင်လုပ်ငန်းခွင်ရက်သွားလိမ့်မယ်လို့ဝင်ပြောပေမဲ့တထေးသမီးကမယုံပါဘူးသူကအသက်အငယ်ဆုံးအင်ဂျင်နီယာပါရကူကိုတည်တယ်လို့တောင်ကြွားလိုက်ပါသေးတယ်ရေးစရာကောင်းတာကအဲ့ဒီပါရကူဆိုတာကျွန်တော်ပါပဲစုပေးပွဲတုန်းကသူနောက်ကျလို့ကျွန်တော်ကိုမမြင်လိုက်တာပါသူကပါရကူရဲ့ဖုန်းနံပါတ်ဆိုပြီးထုတ်ပြလိုက်လို့ကျွန်တော်တော့အံ့ဩသွားရပါတယ်အခြေအနေတွေရှုပ်ထွေးကုန်လို့အလုပ်သမားတွေကိုငြိမ်ဖို့ပြောပေမဲ့သူတို့ကလက်မခံပါဘူးဖိုမင်ကြီးကစကားတခုပြောလိုက်တာနဲ့အကုန်လုံးကဆန္ဒပြမယ်လို့ချင်းချောက်ကြပါတယ်သူတို့အလုပ်ပြုတ်မှာဆိုလို့ကျွန်တော်ဒါပေမဲ့သူတို့ကကျွန်တော်နဲ့အတူအသေးခံမယ်လို့ပြောကြပါတယ်တထေးသားကအကြမ်းဖက်ပြီးဖြည့်ရှင်းဖို့လုပ်နေတော့လူတစ်ယောက်ပြေးလာပြီးတွင်းတူးဆက်ကောင်းပြုတ်ကြပြီးလူထိခိုက်သွားကြောင်းပြောပါတယ်ကျွန်တော်ချက်ချင်းပြေးသွားပြီးဒဏ်ရာရတဲ့သူကိုအကောင်းဆုံးအယိုးဆေးရုံပို့ပေးဖို့ကတ်ထုတ်ပေးလိုက်ပါတယ်တွင်းတူးဆက်ကောင်းပြန်မရရင်လှုပ်ထားသမျှတဲတဲရည်သွန်းဖြစ်တော့မှာပါရေငုံသမားရှာမရလို့ကျွန်တော်ကိုယ်တိုင်ဆင်းဖို့ဆုံးဖြတ်လိုက်ပါတယ်တထေးသားသမီးတွေကမင်းမလုပ်ရဲပါဘူးဆိုပြီးလှောင်ပြောင်နေပေမဲ့ကျွန်တော်ဂရုမစိုက်ပဲရေငုံဝစ်စုံပြင်ခိုင်းလိုက်ပါတယ်ဖိုမင်ကြီးကစိတ်ပူနေတော့မှပဲတထေးသားကပလာယာတလက်ကိုကင်ပြီးတွင်းဝစီကိုရှောက်လာပါတော့တယ်